ဆွေးမြေ့တန်ရုံးစဉ်အတူစားများအပိုင်း3စိတ်တွေမလွတ်လပ်တော့တဲ့အခါမျိုးဆိုအသက်ရှူချက်တယ်လို့ခံစားရတယ်ကျွန်တော်ဟာယူတီရောက်မှုတ်သည့်တိုင်အာနာရှင်ဘေး၎င်းလိုမျိုးပြုမှုခဲ့တဲ့အတွက်အာနာမိတဲ့ခင်ဗျုံကြီးကျွန်တော်ဘာမှမသိလိုက်ခင်အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာခင်ဗျုံကြီးရဲ့စိတ်ကိုထောင်သွင်းအချင်းချသလိုခံစားရစေခဲ့လို့ချိုးနေခြင်းများစွာနဲ့ကျိုးနုံစွာတောင်းပန်ပါတယ်ရာသာတကြမကြီးရဲ့ဆုံးမတာတိုင်းဆိုမလိုက်တခါတွေ့တောင်ရန်သူဖြစ်နိုင်လို့အခါမကရွေချက်မဲ့အမားတွေအတွက်ခင်ဗျုံရဲ့ခြေဘွားအောက်မှာကျွန်တော်အသေးတွေပုံပြန်ပတ်ပြတ်နဲ့အလွန်ရက်တွေဆက်ခဲ့ရတာတမ်းပါတယ်ခင်ဗျုံကြီးတကယ်ချစ်မိသူကိုအသေးအသက်လို့ဆွမ်းမဲ့သူဖို့ဘလို့ဝေးကခြင်းမျိုးမဆိုကြောက်ရွံ့မိပါရဲ့အဲ့ဒီကိုကြောက်မိတဲ့အရာကိုတကယ်တမ်းရင်ဆိုင်ရပြန်တော့လဲဘာမှမဟုတ်ပါဘူးမငိုရယုံတမယ်ပါပဲနေမင်းကြီးပူတဲ့ခါသာမကန်စားနိုင်တာနေဝင်ချင်းရဲ့လှပမှုကလှလာတဲ့ပူတယ်ခင်ဗျုံကြီးရဲ့ကြည့်လေအဲ့ဒီနေလုံးကြီးဟာပျောက်ွယ်ကနီးလေလှလာလေဆုံးရှုံးကနီးလေတက်ဝင်လာလေပဲကျွန်တော်ဖုန်းရဲ့ gallery album ထဲကခင်ဗျုံကြီးရဲ့ပုံလေးတွေတိုင်းပါပဲလားဟောကြည့်ပြုံးပြပြန်ပြီပူရဲဆိုတဲ့နေဟာပူလောင်မှုကိုရှော့ချပြီးသူတက်နိုင်တဲ့အလှတရားနဲ့နှုတ်ဆက်သွားလေရဲ့နေလုံးမပူတဲ့ခင်ဗျုံကြီးကြတော့ပူလောင်မှုတွေစီမှာကျွန်တော်ကိုရိုးရိုးကြီးကြီးအနှံပြီးလှလှပပကြောက်ခိုင်းခဲ့တယ်အဲ့ဒီကြောက်ခိုင်းမှုဟာရင်ကျက်စေခြင်းနဲ့မိဘမြတ်တာလိုမျိုးပဲလို့ပျော်ပျော်ကြီးကျွန်တော်ခံယူလိုက်တယ်ကျွန်တော်နေပြောပါတယ်တေးပြောပါတယ်ခင်ဗျုံကြီးနဲ့ဝေးတဲ့အချိန်ပဲမပြောတာပါအခုလဲနေမှမနေပဲလေအဲ့ဒီလုံးနဲ့ဘောသားစကလက်တလိတ်ကိုမညှိလိုက်တယ်ခင်ဗျုံကြီးရဲ့စိတ်နဲ့အာမတရားဖွာရှိုက်လိုက်တယ်အတူတောက်နေသူရှိသလိုမျိုးတလိတ်ပြီးတလိတ်အကုန်မြန်လိုက်တာများငါဆက်လိုက်ကိုဘယ်သူတောက်သွားလဲဆိုပြီးဒေါက်တာစပန်ဆာဂျွန်ဆန်လိုရေးရမလားဆရာတင်မော်မြင့်လိုရေးရမလားကျွန်တော်ယူနန်းတွေးမိသေးတယ်ကျွန်တော်ယူတဲ့ခင်ဗျုံကြီးကျွန်တော်သိယူတာပဲရက်ွက်လန်းတေးသေးလေးရဲ့ဂျိုင်းတွေဟာခင်ဗျုံကြီးကိုယ်တိုင်စစ်ပြခဲ့တဲ့မထင်မရှားပချိုင်လေးလောက်တော့ဘလို့လှပမျိုးရှိမလဲလို့ခေါင်းငယ်ဆိုင်နဲ့အော်ပြောလိုက်တဲ့အခါအဲ့ဒီလမ်းကမခံလေးစားနဲ့ထရဲတယ်ဓစီနဲ့မသိတော့တဲ့အဲ့ဒီလမ်းကိုကျွန်တော်ခက်ကြကြလေးနမ်းလိုက်တယ်အရက်နဲ့ယိုစီးပြီးတွေးတောင်းထွက်နေတဲ့ကျွန်တော်မျက်နှာဟာဘယ်လိုယူသွမှုမျိုးကမှသိက္ခာမဆယ်နိုင်ဘူးဘယ်နာကျင်မှုမှတိုးမပေါက်တဲ့အတွက်ကျွန်တော်အဆင်ပြေပါတယ်ခင်ဗျုံကြီးဘယ်ရက်ဘယ်နေရာပဲရောက်ကျမ်းမာရေးဂရုစိုက်ပါခင်ဗျုံကြီးI am female